အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အပြုံးကတော့ဒီမှာရေပုံသချင်းလေးရယ်ငဖားမကြော်လေးရယ်နဲ့စားပါမယ်ရှင်အပြုံးလေးတူလိုက်စားကြပါမယ်ရှင်ဒီနေ့အရင်ထမင်းစားကောင်းမှထင်လို့ပေါ့နော်ထမင်းတွေကိုလည်းအများကြီးထည့်ထားပါတယ်ရှင်ဒီမှာကြည့်ပါအောင်ငဖားမရနဲတာမဟုတ်ပုံမျက်နှာလောက်ရှိအမအကောင်ကြီးတော့လေမကြက်မှဆိုလို့ကြော်ရင်းနဲ့ငဖားမနည်းနည်းတော့ချစ်သွားတယ်ကဲပြုံးလေးတူလိုက်စားကြပါအောင်နော်ကောင်ကြီးကိုအရင်ဖယ်စားပါမယ်စားကြပါအောင်ရှင်ငဖားမကြော်နဲ့သမင်းပူပူနဲ့ကတော့လုံးဝကိုလိုက်ဖက်တယ်နော်ဘာဟင်းမှမရှိရင်လားသမင်းပူပူလေးနဲ့ငဖားမကြော်နဲ့ဆိုရှယ်ပဲစားကြပါအောင်ရှင်ငဖားမကြော်ကကြတော့လေမြန်မာပြည်ကနေပြီးတော့စားသိပ်ပြီးတော့ထည့်ပေးလိုက်တာဆိုတော့နည်းနည်းလေးငန်တယ်အခုလို့မြေပုံလေးချင်းလေးနဲ့တွဲစားရင်တော့ကွက်တီပဲစမိန်မွန်းမွန်းလေးရဲ့မြေပုံလေးချင်းလေးပြီးရင်တော့စူဆောင်ပြီးတက်နေမှာပေါ့နော်မြေပုံလေးချင်းလေးကကိုင်းမြေပုံလေးလောက်တော့မချင်းဘူးပေါ့နော်ဒါနဲ့တောက်လို့တော့ကောင်းအမေကြီးကလည်းမွေးငဖားအောင်လေးကမိဖို့ရင်တော့မိကင်ရင်တော့ပို့ပြီးတော့မှုရပေါ့ခုကပြောရမိကင်မို့အစင်မပြေတော့ကြော်လိုက်တယ်ပေါ့အဲ့အရင်မှုရသူ့ပိုက်သားလေးကအရင်စားကောင်း
ကဲအပြုံးကတော့ဆက်စားလိုက်အောင်မယ်နော်တက်တက်